ဈေးတန်းဆိုတဲ့သဘောတရားအမြဲတမ်းအတက်ကြီးပဲမဟုတ်သလိုအကျကြီးပဲမဟုတ်ဘူးဆိုတဲ့သဘောတရားကျွန်တော်ပြောခဲ့တယ်အဲ့တော့ဈေးတန်းတွေကဘယ်လိုသွားလဲဆိုရင်ဒီလိုပုံစံမျိုးသွားအောက်ကျရင်လည်းကြာအဲ့မှာသူက state လေးရှိအခြေအနေလေးရှိဥပမာနားလဲအောင်ပြောရမယ်ဆိုရင်ရွှေကိုသိန်း100အကျပ်သားပြောမှာပေါ့နော်သိန်း100လွန်ခဲ့တဲ့2024လောက်မှာတကယ်သိန်း100ရောက်ပြီးသွားတယ်အဲ့တော့အဲ့သိန်း100ရောက်တဲ့အချိန်ကာလကနည်းနည်းလေးပြန်လှန်ပြီးကြည့်လိုက်သူကနေချင်းနဲ့တင်နော်တနာရီချားကို10သိန်းဝန်းကျင်လောက်သူကခြားပြီးတက်သွားတယ်အဲ့ဒီနေ့မှာမှတ်မှတ်ရကျွန်တော်အတိအကျမှတ်ထားမှာမဟုတ်တော့အချမ်းဖြစ်လောက်ပဲကျွန်တော်ပြောမယ်ပေါ့နော်သိကျင်နေဆိုရင်ကျွန်တော်မှတ်ထားတဲ့ဟာလေးပြပြီးလို့ရအဲ့တော့သိန်း100ထိက2024က2024 2025လောက်အဲ့ဒီဝန်းကျင်လောက်ပဲရောက်ခဲ့ပြီးသွားတယ်ဆိုတော့အဲ့2026မှာအခုသိန်း100တပတ်ချာလဲပြေးနေတာလုံးဝဒီတက်လိုက်ကြားလိုက်တက်လိုက်ကြားလိုက်သဘောတရားတို့အဲ့မှာကျွန်တော်တို့ဒီသိန်း100ကိုအဲ့တော့ရွှေဈေးကထားပါတော့တက်တယ်လို့ပြောကြည့်ဆိုရင်အဲ့2024 2025မှာတက်ပြီးတော့ဘာလို့ဂျားထဲမှာကြာသွားဟုတ်တယ်မလားအခုမှပြန်လို့လာဈေးကပြန်တက်နေတာဆိုတော့အဓိပ္ပာယ်တကူကရွှေဈေးတောင်မှဒါကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့အနေအထားကိုပြပြတာနော်ကျွန်တော်တို့ကမမြင်ရလို့သူလောင်းထမ်းကြည့်ရင်တော့တက်နေတာပေါ့short term အရာကြည့်မယ်ဆိုရင်အဲ့ဂျားထဲမှာကွာဟရတဲ့သိန်း80လောက်ရောက်သွားတဲ့အချိန်ကာလတခုပြန်ရောက်သွား100နဲ့80ရောက်သွားတဲ့လူတွေကသူကြတယ်လို့ပြောမှာပေါ့အဲ့တော့ကျွန်တော် market မှာဘယ်အချိန်မှာ entry ဝင်ခဲ့လဲဘယ်အချိန်မှာ exit လုပ်ခဲ့လဲဆိုတာကျွန်တော်တို့ကအမြဲတမ်းရှိကျွန်တော်လူသားတယောက်အနေနဲ့ income တစ်ခုကိုပိုင်ဆိုင်နေဆိုကြပါစို့အလွန်ဆုံး9နှစ်ကနေ10နှစ်ကြာလောက်ဝင်ခြင်းပဲကင်ထားခြင်း10နှစ်ကျော်ပိုင်းနှစ်30လောက်ထိစဉ်းစားကင်တဲ့လူမရှိတာမဟုတ်ရှိမယ်ဒါပေမဲ့အဲ့လောက်ထိကိုယ့်ရဲ့တက်တန်ဘယ်လောက်ရှိမှာဟုတ်လို့တော့နောက်ထပ်နှစ်30ဆိုရင်ဒီမိဘကကိုယ်အမွေပေးမှာပဲရတော့ဟုတ်လားစီးပွားရေးပြန်ရှာဖို့အတွက်စဉ်းစားကြရရှိသေးတယ်ကျွန်တော်ပြောနေတာအဲ့တော့ဈေးနှုန်းဆိုတာကြည့်လိုက်မတက်ဘူးလို့မကြဘူးလို့ထင်တယ်အဲ့ဒါရွှေဈေးကိုကျွန်တော်မြင်အောင်ပြပြအင်ချမ်းမြေလို့ပြောလဲရှိနေတာမြို့နယ်ပေါ်မူကြီးကျွန်တော်ပြောလိုက်မယ်ဈေးကျတယ်လို့ပြောဟာကျွန်တော်တို့မြို့မှာမကြောက်ဘူးဆိုတဲ့ဟာမျိုးညင်းမှာဆိုလို့ market cycle မှာတက်ကြရှိတယ်ဆိုတာပြောချင်တယ်အဲ့တော့အရင်ဆုံး market cycle လို့ပြောပြီးဆိုတော့ဘာနားလဲရမယ်ဆိုလို့ရှိရင်အရင်ဆုံး तू ကဈေးနှုန်းအပြင်အမြင့်ဆုံးဖြစ်သွားတဲ့အချိန်ဆိုရင်ကျွန်တော်တို့သူ့ကို peak လို့ခေါ်တယ်အမြင့်ဆုံးဖြစ်သွားတဲ့အချိန်အဲ့တော့ဒီမှာကျသွားတဲ့အချိန်ကြီးဆိုလို့ရှိရင်လေကျွန်တော်တို့က recession လို့ခေါ်တယ်ပြီးတော့ဒီလိုအချိန်မှာဆိုလို့ရှိရင်လေတို့တော့အောက်ပိုင်းအောက်ခြေကျတဲ့ဟာရှိမယ်ဒီကနေဒီလိုကျွန်တော်ပြန်တက်သွားတဲ့အချိန်ကာလတွေမှာဆိုလို့ရှိရင်လေ recovery လို့ခေါ်တယ်ဒါကတော့ဟိုကျွန်တော် Google မှာထောက်ပြီးတော့ဒီဒါလေးလေးလာကြည့်ဆိုတဲ့အဓိပ္ပာယ်တကူကဒီဈေးနှုန်းတွေကပြောင်းလဲနေရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကနားလည်ဖို့ဆိုလို့ရှိရင်ကျွန်တော် trading view မှာတစ်ချက်ဒီဈေးနှုန်းအပြောင်းလဲဆိုတဲ့ဟာလေးနည်းနည်းလေးတရားလူတွေဘဝတုဒ္ဒရအောင်ကျွန်တော်ပြပြမယ်ဒီ trading view ဆိုတဲ့သဘောတရားဒီရွှေဈေးအပြောင်းလဲတို့ဘာဈေးအပြောင်းလဲတို့ဆိုတာရှိတယ်ကျွန်တော်တို့ဒီအိမ်ချမ်းမြေမြန်မာပြည်မှာလုပ်နေတဲ့လူတွေကတိတ်မလေးလာလို့လားမသိကြတာပေါ့နော်ဟိုကျွန်တော်တို့ကျတော့ဒါတွေကစလေးလာတဲ့မှာပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်အင်ချမ်းမြေပုံစံမျိုးလေးလာတာမျိုးမဟုတ်ပဲねတခြား market တွေအစလေးလာတယ်ဆိုတဲ့ဟာမျိုးကျွန်တော်ပြောခဲ့တယ်ပေါ့နော် Okay ဒါကတော့ကျွန်တော်တို့ USD SGD လို့ခေါ်တဲ့ဟာပေါ့နော်ဒါကကြောင့် candlestick တွေဆိုတော့ဒီကသူတိတ်နားလဲမှာမဟုတ်ဘူးအဲ့တော့ကျွန်တော် line chart လေးနဲ့ပြပေးမယ်ဆိုတော့ဒီကောင်လေးတွေဟုတ်နော်ဈေးနှုန်းအတက်ကြမရှိဘူးရှိတယ်ဆိုတာပြောချင်တာအဲ့တော့ဒီဟာတစ်ခုကျွန်တော်ကြည့်ကြည့်လိုက်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ပြပြပေးမယ်နော်ဒါကကျတော့ကျွန်တော်တို့USD နဲ့ SGD ဆိုတာစင်ကာပူဒေါ်လာနဲ့ကျွန်တော်တို့အမေရိကန်ဒေါ်လာကြားမှာကွာဟသွားတဲ့ဈေးနှုန်းလေးတွေကိုသူအချိန်နဲ့အလျောက်ကျွန်တော်ပြနေဆိုတော့အဲ့မှာကျွန်တော်တို့ဒီကနေပြီးတော့ market တစ်ခုကြည့်မယ်ဆိုလို့ရှိရင် market ကဒီလိုမျိုးဖြစ်ပြီးတော့ဒီလိုမျိုးတက်သွားဒါအချမ်းမြင့်ကျွန်တော်တို့နားလည်ထားဖို့ရည်ကြည့်တယ်အဲ့အချိန်မှာဒီလိုကျသွားတဲ့ဟာမျိုးဆိုရင် recession ချမ်းမြင့်ပြောလို့ရတယ်ဒါဆိုရင်အောက်ကိုဆိုရင်ကျွန်တော်တို့ bottom အောက်ကျသွားတယ်ခေါ်တယ်အဲ့မှာပြန်တက်ဖို့အတွက်ဟိုကျွန်တော်တို့ recovery လို့ခေါ်တယ်ဆိုတော့ဈေးတန်းကိုပြန်ပြီးတော့ recovery ပြန်လုပ်သွားတာဥပမာဈေးနှုန်းကိုသူကကျတယ်ကျပြီးတော့ဖြစ်တဲ့ဟာမှာဥပမာပေါ့ဒီနားမှာတစ်ခုခုဖြစ်သွားတယ်ပေါ့ကျွန်တော်မြန်မာပြည်မှာဆိုလို့ရှိရင်ကိုဗစ်ကာလတွေမှာstock ဈေးတွေကျတယ်ဘာလို့လဲဆိုတော့ကိုဗစ်ဖြစ်တဲ့အတွက်ကြောင့်စီးပွားရေးလုပ်ငန်းတွေကလက်ပတ်မှုအားနည်းသွားတယ်အခုဆိုကျွန်တော်စီပြတ်တယ်မှလားအခုတော့စုံမစနစ်ပိုင်းဒီအခြေအနေမှာစီးပွားရေးပြန်ဒါတကယ်လို့စုံမစနစ်ပြန်ပြတ်သွားတာတစ်ခုခုစီပြန်ပေါ်လာတာမျိုးဆိုရင် recovery ပုံစံမျိုးပြန်ပြီးတော့ဒီကောင်အားပြန်ယူတော့ဒီအပေါ်ဆုံးဈေးနှုန်းတစ်ခုကို peak ဖြစ်သွားတယ်အဲ peak ဖြစ်မှတစ်စင်းအမြင့်ဆုံးရောက်သွားတဲ့အချိန်မှာလည်းအဲ့ဒီတိုင်းပဲခုနပြောသလိုဟိုဈေးနှုန်းလူတစ်ယောက်ရဲ့ကံတရားနဲ့တူတယ်ကိုကအမြဲတမ်းမဖြစ်နေတယ်အပေါ်မှာရှိနေတာတခါလေစိတ်တက်ကြမယ်တက်မယ်ကြမယ်အဲ့သဘောတရားတွေကပတ်တန်တွေကိုကျွန်တော်နားလဲ market cycle ဆိုတဲ့သဘောတရားအဲ့တိုင်းပဲကျွန်တော်တို့တွေဟာအမြဲတမ်းမင်းဖြောင်းနေသွားတာမဟုတ်လေတချို့ကမင်းဖြောင်းသွားတာမဟုတ်ပဲတက်လိုက်ကြတယ်စိတ်ဆိုတိုင်းမင်းမတာငါရဲ့စိတ်လိုပဲဒီဈေးနှုန်းကပြောင်းလဲမှုရှိရဆိုတာမနေ့ခင်ကြရင်ဟိုညဘက်ခင်းဆိုပို့ပြီးတက်တယ်အခုကျွန်တော်တို့အခု meeting မှာအခုတွေ့လိုက်တယ်ဆိုရင်စိတ်တက်တွေတက်လာအောင်ငါဒီလုပ်ငန်းအားလုပ်ချင်းတဲ့စိတ်တွေပါပြီးသွားပြီဆိုရင်ဘာလို့မှမသိပြန်ဖြစ်ပြီးတော့စိတ်တက်ပြန်ကြတာအဲ့လိုမျိုးအချိန်ကြီးကျွန်တော်တို့ရဲ့စိတ်မှာဟိုဖြစ်နေအဲ့ဒါတွေဈေးကွက်မှာလည်းရှိ
အဲ့ဒါကိုကျွန်တော်တို့ဘာလုပ်ရမလဲရှင်တွဲပြီးတော့နားလဲရမယ်အဲ့မှာတစ်ဆင့်ဈေးနှုန်းအပြောင်းလဲတွေနားလဲရမယ်အဲ့မှာဘာရေးကြည့်လဲဆိုလို့ရှိရင် event ဆိုတာကကျတော့အကြောင်းတစ်ခုခုဖြစ်ရအဲ့တော့ဘာအကြောင်းဖြစ်တာလဲဟုတ်လားအခုလူဦးမှာပေါ့အဝယ်တွေမရှိတော့ဘူးဘာကြောင့်အဝယ်ရမရှိတာလဲဟုတ်လားဥမာဘာလို့ဝယ်မရှိလဲဆိုတကြံကာလမှာဝယ်မရှိဘူးနံပါတ်1အချက်လက်အနေနဲ့ဘာမှတ်လို့ရလဲလူတွေခရီးထွက်နေလို့ဟုတ်တယ်မလားနံပါတ်2နဲ့ဘာထွက်လို့ရလဲသူတို့ line မကြည့်ချင်သေးလို့ဒီမိသားစုအချိန်ပေးခြင်းလို့စသဖြင့်ပေါ့နော်ခေါင်းစဉ်တက်လို့ရအဲ့တော့မှမြန်မာပြည်မှာဖြစ်နေတဲ့အခုစီလုံးတက်သွားတယ်ဘုံနဲ့တက်သွားဘာလို့တက်သွားလဲဟာငွေကြေးဖောင်းပွားမှုကြောင့်မပြောဘူးလားဟုတ်တယ်နော်ဒါမျိုးတွေခေါင်းစဉ်တက်ကြဘာလို့ရွှေဈေးကနေ့ချင်းညချင်း10 သိန်းတောင်းလောက်ရတယ်ဒေါ်လာဈေးဖြစ်တယ်ဒေါ်လာဈေးက4000နဲ့9000လောက်တက်သွားလို့လေပြီးသွားမှ9000မှဆို4000ဝင်ချင်းပြန်ကျပြီးတော့ပြန်ငြိမ်သွားတာလေဟုတ်တယ်မလားငြိမ်တာဖြစ်တဲ့ကြောင့်ရွှေဈေးပြန်ငြိမ်ပြီးသိန်း100ဂျားထဲမှာဟိုအပြောင်းလဲတွေဖြစ်ပြီးတော့ဒေါ်လာဈေးတဲ့ပုံမူတွေပြောင်းလဲသွားတယ်ဆိုတဲ့အခြေအနေတခုကိုကျွန်တော်တို့သိနေဖို့လိုအပ်တယ်အဲ့ဒါဘာလဲဆိုတော့ market cycle အဲ့တော့ကျွန်တော်တို့ကအဲ့ဒါတွေကကျွန်တော်တို့အနေနဲ့လေ့လာထားဖို့အရေးကြီးတယ်